10ဖြစ်လို့ဒီလို10ဖြစ်တယ်နော်ဒီလို10ဖြစ်လို့ဒီလို10ဖြစ်တယ်ဒီကြနားထောင်ကြနော်အခုမှ channel ကအသစ်ကလေးဆိုတော့ဒီလို3ဖြစ်လို့ဒီလို3ဖြစ်ရမယ်အဲ့မဲ့နောက်တစ်ခေါက်လာပြီဒီလိုကခွန်ဖြစ်လို့ဒီလိုခွန်ဖြစ်ရမှာနောက်တစ်ခုကဒီလို10ဖြစ်လို့ဒီလို10ဖြစ်ရမယ်ကဲဟုတ်တယ်နော်ဒီလို10ဖြစ်လို့ဒီလို10ဖြစ်ရမယ်နောက်တစ်ခုကကြတော့ဒီမဲ့3ဖြစ်လို့